여러분 안녕하세요. 아이스크림 코리아 페이지의 세배세입니다. 다은입니다. 저가 디니디 성격 관련 어휘로 거래번호 디 HNCID네 빠따니래 vocabulary လေးတွေကို 10လုံးကျွန်မပြောပြသွားမယ်ပေါ့နော် ပုံမှန်ကျွန်တော်မြင်တွေ့နေကြမဟုတ်တဲ့ဟာလေးတွေကိုပြောပြပေးသွားပါမယ်.နံပါတ် 1ကတော့ 얌전한 사람. 얌전한 사람. 얌전한 사람ဆိုတာကကျွန်တော်ဒီဘယ်လိုပြောရမလဲဆိုတိတ်ဆိတ်ဆိတ်နဲ့နေတတ်တဲ့သူကြမ်းတိတ်ဆိတ်ဆိတ်နဲ့တည်ငြိမ်နဲ့အဲ့လိုနေတတ်တဲ့သူကိုကျွန်တော်တို့က 얌전한 사람이라고 할 수 있습니다.နံပါတ် 2ကကျွန်တော်တို့ 누긋한 사람. 누긋한 사람. 누긋한 사람ဆိုတာကလည်းကျွန်တော်တို့ဒီအေးဆေးဆေးနဲ့တိတ်ဆိတ်ဆိတ်နဲ့နေတတ်တဲ့သူပေါ့နော်အဲ့လိုမျိုးနေတတ်တဲ့သူမျိုးကိုကျွန်တော်တို့က 누긋한 사람 လို့ခေါ်ပါတယ်.နောက်တစ်ခုကကြတော့ 명랑한 사람. 명랑한 사람. အဲ့တော့ 명랑한 사람ဆိုတာကကျွန်တော်တို့ဒီပျော်ပျော်ရွှင်ရွှင်နဲ့နေတတ်တဲ့သူခုနက 누긋한 사람နဲ့ကျွန်တော်တို့အဆန့်ကျင်ဘက်ဖြစ်နေရပါတော့အဲ့ဟာကိုကျွန်တော်တို့ဒီ 명랑한 사람 လို့ခေါ်ပါတယ်. နံပါတ် 4ကတော့ 수줍음이 많은 사람. 수줍음이 많은 사람. သူကကြတော့ဒီရှက်တတ်တဲ့သူကျွန်တော်တို့အရှက်ကြောက်ကြီးရဲ့သူပေါ့နော်အဲ့လိုမျိုးအများအဖြစ် introvert လေးမှာတွေ့ရတဲ့အပြုအမူဖြစ်ပါတယ်. ပြီးတော့ရင်ဒါတော့အားလုံးသိထားမယ်. 외향적인 사람. 외향적인 사람. 다시ကျွန်တော်တို့က extrovert ပေါ့နော်သူ့ရဲ့ဆက်ချက်မှာနံပါတ် 6ကကြတော့ကျွန်တော်တို့ 내성적인 사람. 내성적인 사람 ဖြစ်ပါတယ်.ဒါကတော့ introvert ပေါ့နော်. နံပါတ် 9ကကြတော့ကျွန်တော်တို့ 털털한 사람. 털털한 사람. ဆိုရင် तू ကကြတော့ဒီဒေါင်ကြွကြပြားကြကြပေါ့နော်နေတတ်တဲ့သူပေါ့အဲ့လိုမျိုးလိုက်ရောညှိထွေဆိုတာနေတတ်တယ်ဒေါင်ကြွကြပြားကြနေတတ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တယ်. ပြီးတော့ရင်တော့ကျွန်တော်တို့က 덜렁거리는 사람. 덜렁거리는 사람. အဲ့တော့ 덜렁거리는 사람ဆိုတာကကြတော့ပြောရမယ်ဆိုလို့ရှိရင် तू ကဘယ်လိုပြောပေါ့တိပေါ့ပြတ်နိုင်တယ်ပေါ့အရာရာကိုလွယ်လွယ်နဲ့မေ့လွယ်တယ်အဲ့လိုပေါ့ပြတ်နိုင်တယ်ကျွန်တော်တို့အဲ့လိုလူမျိုးကိုကြတော့ဒီ 덜렁거리는 사람 လို့ခေါ်ပါတယ်. နံပါတ် 9 꼼꼼한 사람. 꼼꼼한 사람. 다저러구나. 덜렁거리는 사람네요. 센치만 표도하면 뭐로 저 띠세띠 잘해 두고 표현하나 봐. 꼼꼼한 사람. 나서 덜렁가로 엄격한 사람. 엄격한 사람. 엄격한 사람ဆိုတာကျွန်တော်တို့ဒီစီကံတင်းကျပ်တဲ့သူပေါ့နော်လုံးဝ schedule person တွေစီကံတင်းကျပ်တဲ့သူမျိုးတွေကိုကျွန်တော်တို့က 엄격한 사람 လို့ခေါ်ပါတယ်. အဲ့တော့ကျွန်မဒီနေ့ကတော့ဒီ성격 관련 어휘ကိုပြောပြတာကတော့ part 1ဖြစ်ပါတယ်. ကျွန်မ part 2 part 3ဆိုပြီးတော့ထပ်ခွဲပြီးတော့လုပ်ပြအောင်ပဲပေါ့နော်. အလုံးကကျွန်မစုထားတာဆိုရင်ဒါ30ကျော်40လောက်ရှိနေတာဆိုတော့ရိုက်နိုင်သလောက်ရိုက်ပြပြီးသွားပါမယ်. အဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲရှင်. 감사합니다.